Hello ဒီချက်တနာပါ grade 5သင်ချာအခန်း3တစ်ထပ်ထဲဖြစ်သောပုံများတွေကဒီပု္ပ္ပစာလေးကိုဖတ်ပြပေးပါမယ်။အောက်ဖော်ပြပါစတုကန်ကာကြီးနှင့်စတုကန်ခါခွေးတို့တစ်ထပ်ထဲဖြစ်သည်စတုကန်ကာကြီးနှင့်ခါခွေးတို့ရှိလိုက်ဖက်တောင်စွန်းများလိုက်ဖက်အနားများနဲ့လိုက်ဖက်တောင်များအလုံးကိုဖော်ပြပါစတုကန်ကာကြီးနဲ့စတုကန်ခါခွေးတို့ကတစ်ထပ်ထဲဖြစ်နေတယ်ဆိုတစ်ထပ်ထဲဖြစ်နေတယ်ဆိုတစ်ထပ်ထဲဖြစ်နေတဲ့ပုံစံလေးကိုပြန်လိုက်တယ်သူတို့ကပုံစံလေးကကြည့်လို့ရှိရင်တစ်ထပ်ထဲဖြစ်တဲ့ပုံစံတိတ်မဖြစ်သေးဘူးသူတို့ live pad down zone live pad အနားတွေဆိုတာတစ်ထပ်ထဲဖြစ်နေတဲ့ပုံစံအတိုင်းထပ်ထားပြီးတော့မှရေးမှမှန်မှာဆိုတော့ဒါလေးကိုဒီဘက်ကနံပါတ်ကာကြီးလေးနဲ့တွားပြီးတူအောင်ဒီလိုလေးလဲကြည့်လိုက်မယ်ဒါဆိုသူတို့ကပုံစံလေးကတူသွားပြီအဲ့တော့ကြည့်မယ်ဆိုရင်ဒီမှာသူတို့နှစ်ခုကတစ်ထပ်ထဲဖြစ်တဲ့ပုံစံလေးဖြစ်သွားပြီအဲ့တော့ဒီမှာဆိုရင်ဒီတတိကန်လေးကတို့လေးစောင်းဆင်းသွားတော့လဲစောင်းစောင်းလေးပုံစံလုံးဝတူထက်ထက်ကျသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဒေါင်ဆုံးလေးတွေရေးတဲ့အခါမှာမမားတော့ဘူးအဲ့တော့ဒေါင်ဆုံးနာမည်လေးတွေအရင်ရေးရအောင်ဒေါင်ဆုံးA နဲ့ဆိုလို့ရှိရင်ဒီမှာရှိတဲ့ဒေါင်ဆုံး A ဒီလိုချွန်းဒီဘက်ဆုံးကဆိုရင်သူ့ရဲ့နေရာလေးနဲ့တွားပြီးတော့မှ live ဖက်တဲ့နေရာလေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်ကစတုကန်မှာဆိုရင် F ဒေါင်ဆုံး F နဲ့ဒေါင်ဆုံး A နဲ့ဒေါင်ဆုံး F ပြီးရင်ဒီဘက်ကိုဒီတန်းလေးကိုတွားမယ်ဒေါင်ဆုံး B ဒေါင်ဆုံး B နဲ့ live ဖက်တဲ့ဒေါင်ဆုံးလေးကိုရေးပေးမယ်ဒေါင်ဆုံး B နဲ့ဒေါင်ဆုံး B နဲ့ဆိုလို့ရှိရင်ဒေါင်ဆုံး G ကလိုက်ဖက်တဲ့ဒေါင်ဆုံးဖြစ်တယ်ပြီးရင်ဒေါင်ဆုံး C ဒေါင်ဆုံး C နဲ့ဆိုရင်ဒေါင်ဆုံး H ကလိုက်ဖက်တဲ့ဒေါင်ဆုံးဖြစ်တယ်ပြီးတော့ဒေါင်ဆုံး D ဒေါင်ဆုံး D နဲ့ဒေါင်ဆုံး E ပြီးရင်အနားတွေရဲ့လိုက်ဖက်တဲ့အနားလေးတွေကိုရေးပေးမယ်အဲ့တော့အနားAB နဲ့ကြတော့ဒီဘက်မှာဆိုဒီလိုမျိုးအနား FG အနား BC အနား BC နဲ့ဆိုရင်အနား BC ကဒီမှာအောင်ဆုံးတာအနား GF ပြီးရင်အနား CD အဲ့တော့အနား CD နဲ့ကြတော့အနား HE အနား AD အနား AD နဲ့ကြတော့အနား EF live head down နေရကြတော့down A ဒေါင်ဆုံးလေးဒီမှာ down A ဆိုရင် down F နဲ့ live head down ဖြစ်တယ်ပြီးရင်ဒေါင် B နဲ့ကြတော့ဒေါင် G ဒေါင် B နဲ့ဒေါင် G နဲ့က live head down ဖြစ်တယ်
down C နဲ့ကြတော့ down H down D နဲ့ down E ဒါလေးတွေကသူ့ရဲ့ light pattern တွေဖြစ်တယ်